Okay လက်ရှိနေတဲ့နေရာပြီးတော့သင်ဟာတိုးတက်ချင်တဲ့လူတစ်ယောက်သာဆိုရင်အခုပြောမယ့်အချက်တစ်ချက်ကိုသင်စဉ်းစားသင့်တယ်သင်လုပ်တဲ့အလုပ်တိုင်းကိုလည်းသင်ကစေတနာပါထားလို့တယ်သင်လုပ်ချင်တဲ့အပေါ်မှာလည်းသင်ကအခြေခံအောင်စောင့်ကြည့်ခဲ့တယ်ဒါပေမဲ့သင်ဘဝတိုးတက်မှုမရှိဘူးဖြစ်နေထို့အတူသင်ရဲ့လုပ်ရတိုင်းကိုလည်းလိမ့်နေပေါ့ဗျာအဲ့လိုလူတစုရရှိဒါဆိုရင်ကသင်စဉ်းစားဖို့အချက်တစ်ချက်ကသိကြဖို့လိုသင်အရေးမပါတဲ့ညာလေးတစ်ခုမှာအရာပေးခဲ့မိတဲ့ဖြစ်ရတစ်ခုရှိကိုရှိနေပြီဆိုတော့သင်အောက်တော့စဉ်းစားထားဖို့လို့သင်တွေးကြည့်လိုက်ပါသင်ဘယ်နေရာမှာအရေးမပါတဲ့နေရာမှာအရာပေးခဲ့အဲ့ဒီအချက်လေးကိုသင်ပြင်လိုက်လို့ရှိရင်သင်ရဲ့တိုးတက်မှုလမ်းကြောင်းဟာနောက်တစ်နေရာကျိုးရှိလာပါလိမ့်မယ်